ဆရာမကိုကျွန်တော်ချစ်တယ်ရှင်ဆရာမကိုကျွန်တော်ချစ်တယ်ဆရာမကိုကျွန်တော်ဘယ်လိုသဘောဟိုလေဆရာမတို့ချစ်ဆရာမစီရာအဖြစ်ကျွန်တော်နှစ်ဆန်းပြည့်လေးတိုင်းကြားချင်တယ်သူတင်မှာကျော်ရှင်တာလည်းကျွန်တော်ကျမနဲ့မင်းလည်းမသိဘူးပြောချင်တာတော့ဟုတ်ညာနဲ့တကောင်ရန်တီတွဲလို့ပြေမပေါ်တဲ့ချစ်ဖို့ကမင်း